ပြရပြည်သူများခင်ဗျာတန်ဖိုးတွေလို့ဆိုလိုက်တာနဲ့လောကီလောကုတ်တွေဟာနှစ်ဖြာသောအကျိုးအမျိုးမျိုးကိုရရှိစေနိုင်တယ်ထူးမြတ်တဲ့ဂါရတော်ကြီးဆိုတာအားလုံးသိကြပါလားဘုရားအလောင်းတော်ဘုရားဖြစ်ရန်ပါမီဖြစ်စဉ်ကာလအတွင်းပွင့်တော်မူသွားခဲ့တယ်9,12,000နှစ်ကျိတ်ရှစ်စုသောဘုရားရှင်တို့ကိုတင်ချာပြကရေးတွဲ၍ရှစ်ခိုးထားသောဂါရတော်ကြီးဖြစ်တဲ့အလျောက်ရွတ်ဖတ်ပွားများခြင်းအဖြစ်အသက်အန္တရာယ်ဘေးမှလွတ်မြောက်ခြင်းအနှောက်အယှက်ကင်းခြင်းဘေးဥပဒ်မကြရောက်ခြင်းရန်သူတို့မနှိမ့်ဆက်နိုင်ခြင်းစတဲ့လောကုတ်လောကီအလီလီသောအကျိုးတူများရရှိခံစားကြရမှာဖြစ်ပါတယ်အဲ့လိုထူးမြတ်တဲ့ဂါရတော်ကြီးကိုရုပ်လုံးဖော်ကတီထားကိုးကွယ်ထားတဲ့မွန်းညင်းတန်မို့တွေဇေယျတော်ကြီးကိုတော့စကိုင်းတိုင်းဒေသကြီးမုံရွာမြို့မှာတွေ့မြင်ဖူးမြော်ရမှာဖြစ်ပါတယ်မွန်းညင်းဆရာတော်ဘုရားကြီးတီထားကိုးကွယ်ခဲ့တဲ့တန်မို့တွေကတ်ကျော်ဇေယျတော်ကြီးဖြစ်တာကြောင့်လဲမွန်းညင်းတန်မို့တွေရဲ့လို့ဘွဲ့ညီတွင်ခဲ့တာဖြစ်ပါတယ်တမိုးတွေဇေယျတော်ကြီးတည်တာက1300ခုနှစ်ဒုတိယဝါဆိုလဆန်း9ရက်ကြာသပတေးနေ့မှာမွန်းချင်းတမိုးတွေဆိုတော့ဘုရားကြီးဦးစီးပြီးတော့တည်ထားခဲ့တာတည်ထားတော့အဲ့တမိုးတွေဘုရားကြီးတည်တော်မူတဲ့အချိန်တုန်းကအားလုံးလူတွေဘာဖြစ်နေကြသလဲဆိုတော့ကဘာမှာဒုတိယကဘာစီကြီးဖြစ်မာတယ်နဲ့အဲ့လိုစသည်အပြင်ကောလာဟလဖြစ်ပြီးတော့လူတွေကကြောက်ရွံ့ထိတ်လန့်နေတဲ့အချိန်မှာဘာလုပ်ကြသလဲဆိုတော့အခုလိုပေါ့ဘုရားဝတ္တဝုကအသင်းတွေစသည်ပေါ့လေအဲ့ဒီအသင်းတွေကနေပြီးတော့ဒီသမုဒ္ဒေဂါထာတော်တွေရွတ်ကြတယ်အာနိယချင်းဂါထာတော်တွေရွတ်ကြတယ်စသည်အပြင်အဲ့လိုဖြစ်လာတဲ့ခါကျသမုဒ္ဒေဂါထာကိုတော်တော်ထူးထူးခြားခြားလူတိုင်းလူတိုင်းရွတ်ဖတ်အားကိုးတဲ့အနေအထားမျိုးတွေဖြစ်လာတာတတ္တဝဝင်ရတဲ့အားလုံးအာနိယကင်းအောင်ဘုရားကိုကိုယ်ဝယ်မှာဘုရားဖက်မှာတရားကိုကိုယ်ဝယ်မှာတရားဖက်မှာယရဏသုံးပါးပေါ့သံဃာကိုယ်ဝယ်မှာသံဃာအားကိုးမှာဘုရားတရားသံဃာယရဏသုံးပါးအားကိုးမှာဘေးအန္တရာယ်ကင်းကြမယ်ဆိုပြီးတော့အဲ့ဒီရွယ်ချက်နဲ့ရွယ်ပြီးတော့ကဘုရားလည်းပဲဘုရားတဆူတည်းသောဘုရားကိုကိုယ်ဝယ်စိကခြင်းတယ်နှစ်ဆူသောဘုရားရဲ့ဂုဏ်တော်ကိုအာရုံပြုပြီးတော့ကိုယ်ဝယ်စိကရတာကပို့ပြီးတော့အကျိုးကျေးဇူးများတယ်အဲ့တော့နှစ်ဆူသောဘုရားရှင်တို့ရဲ့ဂုဏ်ကိုအာရုံပြုပြီးတော့ကိုယ်ဝယ်စိကရတာတဲ့သုံးဆူသောဘုရားရှင်တို့ကိုအာယုံပြုတော့ကိုယ်ပဲစိကရတာကပို့ပြီးတော့အကျိုးကျေးဇူးများတယ်ဆိုတဲ့များနိုင်တယ်ဆိုတဲ့အနေထားတွေကိုဆရာတော်ကြီးကသဘောပေါက်နားလေသိပြီးတော့သမုဒ္ဒေဘုရားကြီးတဲမယ်ဆိုပြီးတော့သမုဒ္ဒေဘုရားကြီးစတဲတဲ့ချိန်မှာမတဲခင်လေးမှာဟိုနန်းကကြောက်ကရွာနာညောင်မင်းရွာဆိုတဲ့ရွာရှိတယ်အဲ့ဒီရွာကတခါကြီးဆေးဆရာကြီးတိုင်းရင်ဆေးဆရာကြီးဦးကြောက်လုံးကသူကမကြမ်းမမာဖြစ်အဲ့ဒါမွန်ချင်းဆရာတော်ဘုရားကြီးသမုဒ္ဒေဘုရားကြီးတဲမလို့ကြားတဲ့ခါကျတော့သူ့မှာဟိုတုန်းကနှစ်လကစုထားတဲ့ငွေသားထင်ကားတရားရှိတာကိုငွေသားထင်ကားတရားရှိအဲ့ဒီငွေသားထင်ကားတရားကိုသွားပြီးတော့သမုဒ္ဒေမွန်ချင်းဆရာတော်ဘုရားကြီးသမုဒ္ဒေစေတီတဲမလို့တဲ့အဲ့တော့တဲတဲ့ထဲမှာလည်းကုသိုလ်ပါငါစုထားတဲ့ဒီငွေသားထင်ကားတရားကိုသွားပြီးတော့လှူကြည့်ကြဆိုပြီးတော့လူယုံတော်တပည့်တရားကိုအလှူခိုင်းလိုက်တာဆရာတော်ကြီးကသမုဒ္ဒေဘုရားတဲမယ်လို့ဆိုပြီးတော့ဘယ်မှအလှူကမခိုင်းသေးဘူးအလှူကမထွက်စေသေးဘူးပေါ့လေဒါပြီးတော့အဲ့ဒီမှာလှူတဲ့ဦးကျော်လုံးကလှူခိုင်းလိုက်တဲ့တခါရောက်လာတဲ့ခါကျတော့ဆရာတော်ကြီးလည်းထူးထူးခြားခြားပဲငါဘယ်မှလည်းပဲအလှူကမလှုပ်ရသေးဘူးနဲ့စောစီတွေအလှူရောက်လာတာပေါ့တန်ဖိုးတွေဘုရားကြီးတဲခိအောင်မေးကြုံတာတေချာပေါက်ပဲဆိုပြီးတော့အဲ့ဒီငွေသားတင်ကားတရားကိုဆရာတော်ကြီးကကပ္ပိယကာရကတို့ကအဆတ်တဲ့နီးနဲ့ပေါ့သံဃာတော်တွေအဆတ်တဲ့နီးနဲ့သူ့ကိုဒီလှူခါထားလိုက်တာပေါ့အဲ့ဒီကစပြီးတော့တန်ဖိုးတွေဘုရားကြီးကဒီတဲပြည့်တဲ့အနေထားဆုံးဖြတ်ချက်ချပြီးတော့တဲပြည့်တဲ့အနေထားဖြစ်လာတာပေါ့ဒါကြောင့်ဒီနေ့အနီးနားကြတော့သိကြတာတန်ဖိုးတွေထားရကအစညောင်ဝင်ရွာဥကြောက်လုံးကဆိုပြီးတော့အဲ့လိုခေါ်ကြပြောကြတဲ့စကားတော့ဟိုတုန်းကရှိခဲ့တာမြေက38ဧကရှိပြီးစတူယန်4000ပုံမဟာယန်တိုင်းကြီးအတွင်းမှာဖူးမြော်ကြည်ညို၍မဝနိုင်အောင်မဲအံ့ဩဖွယ်များပြားလှစွာသောအနန္တနိဗ္ဗူဇိနေမြတ်ပရမေတို့ရဲ့ကိုစားတော်ရုပ်ပွားတော်များကိန်းဝတ်စံပေရာတန်ဗုဒ္ဓေဇေယျတော်မြတ်ကြီးပဲဖြစ်ပါတယ်။နှစ်ကျိတ်ရှိစုနေမူဇိနေဦးထေရွယ်ပံလာချွေဘာထာတော်ကျူပူတဲ့တန်ဗုဒ္ဓေမြန်နေပြေမွန်ញင်းတန်ဗုဒ္ဓေဇေယျတော်မြတ်ကြီးကိုမွန်ញင်းဆရာတော်ဘုရားကြီးတက်တော်68နှစ်အရွယ်မြန်မာတက္ကရာ1300ခုနှစ်ခရစ်တက္ကရာ1939ခုနှစ်ကစတင်တည်ဆောက်ခဲ့ရမှာတည်ဆောက်မှုကာလအနှစ်20ခန့်အကြာ1320ခုနှစ်
ခရစ်တက္ကရာ1959ခုနှစ်မှာအလုံးစုံအပြီးသတ်ခဲ့ပါတယ်။အဲ့ဒီခေတ်အခါကကြက်သိန်း20ကျော်ခန့်ကုန်ကြခဲ့တဲ့အတွက်ဒီကနေ့ခေတ်ဖို့ဆိုရပါမူကြက်သိန်းပေါင်းများစွာကုန်ကြမယ်လို့ခန့်မှန်းမိပါတယ်။အဲ့လိုသမုဒ္ဒရာကြီးတည်တဲ့ခါကာလမှာလည်းပဲခုနပြောခဲ့သလိုပဲအဆူဆူသောဘုရားရှင်တို့ရဲ့ဂုဏ်ကိုအာရုံပြုပြီးတော့သမုဒ္ဒရာကြီးတည်ရတာကပို့ပြီးတော့အကျိုးကျေးဇူးများတယ်။ကမ္ဘာလောကကြီးမှာလည်းဖြစ်နေတဲ့အခြေအနေကကောလာဟလတွေကဖြစ်နေတော့တတ္တဝါဝင်တွေအကုန်လုံးချမ်းသာစေအောင်ဘေးကင်းစေအောင်ရန်ကင်းစေအောင်ဒီသမုဒ္ဒရာမြတ်စွာဘုရားကြီးတည်တဲ့ခါကာလမှာသမုဒ္ဒရာကိုက်ကြော်ဆိုပြီးတော့ကဘာစစ်ဘေးကြီးဒုတိယကဘာစစ်ဘေးကြီးကနေပြီးတတ္တဝါတွေချမ်းချမ်းသာသာနဲ့ကြော်လွှားနိုင်အောင်ဆိုပြီးတော့ဘေးမတိရမခကြော်လွှားနိုင်အောင်ဆိုပြီးတော့သမုဒ္ဒရာစီဘုရားကြီးရဲ့ဘွဲတော်နောက်မှာတော့သမုဒ္ဒရာကိုက်ကြော်စီရီတော်ဆိုပြီးတော့ထည့်ပြီးတော့အဲ့လိုကျွန်တော်ဘုရားကြီးကသူပြည့်ညက်တည်ပြီးတော့ပူဇော်ခဲ့တာပေါ့သမုဒ္ဒရာဘုရားရှိခိုးဟာ9,12,000နှစ်ကျိတ်ရှိစုကုန်သောဘုရားရှင်တို့အားရှိခိုးထားတာဖြစ်တဲ့အတွက်အလွန်ထူးခြားတဲ့ဘုရားရှိခိုးဖြစ်သလိုသမုဒ္ဒရာဂါရတော်ကြီးအားတရုပ်ပြထင်ရှားစေသောသမုဒ္ဒရာဇေယျတော်ကြီးဟာလည်းရုပ်ပွားတော်ပေါင်းမြောက်များစွာရှိပြီးအရေးအတွက်ကိုတော့မြရွှေငွေစိန်သီးဆောင်သမုဒ္ဒရာရုပ်ပွားပေါင်းလို့သင်္ကာနဲ့မှတ်သားထားတဲ့အတွက်ရုပ်ပွားတော်ပေါင်း9,8,2363 ခုရှိကြောင်းလေ့လာသိရှိရပြန်ပါတယ်အဲ့ဒီသမုဒ္ဒရာဘုရားကြီးတည်ပြီးတော့တည်လို့ရုပ်ပွားတော်တွေထားတဲ့ခါကျတော့ဘုရားရှိခိုးဂါထာရှိတာကိုသမုဒ္ဒရာထားဝိသင်္စာဒေါရသင်္စာဆိုတဲ့ဘုရားရှိခိုးဂါထာမှာရုပ်ပွားတော်တွေရဲ့အရေးအတွက်ကိုပြတာက9,12,000နှစ်ကျိတ်ရှိစုအဲ့ပထမဂါထာမှာရုပ်ပွားတော်တွေရဲ့အရေးအတွက်ပြတဲ့ခါကျတော့အဲ့ဒီ9,12,000နှစ်ကျိတ်ရှိစုဆိုရုပ်ပွားတော်တွေရဲ့အရေးအတွက်ကိုလည်းပါစေပြီးတော့ကိုအဲ့ဒီဘုရားရှိခိုးဂါထာမှာဒုတိယဂါထာကြတော့ကအပကဝါလူကခင်းကအနာတာနေဗုဒ္ဓဇိနာဆိုပြီးတော့ဒီခင်းကဝါလူသဲစုမကပွင့်တော်မူသွားတဲ့ဘုရားတွေဆိုတာရှိခဲ့တာကိုခုန9,12,000နှစ်ကျိတ်ရှိဆိုတော့ရုပ်ပွားတော်တွေရဲ့အရေးအတွက်ကဘောရမမြတ်စွာဘုရားလေးသိချင်းတဲ့ကဘာရသိဘုရားပြည့်ဖို့ရပါရမီဖြည့်စင်မှာပွင့်သွားကြတဲ့ဘုရားတွေအဲ့တော့ဘောရမမြတ်စွာဘုရားပါရမီဖြည့်ခင်တုန်းကဟိုအရင်တုန်းကပွင့်သွားတဲ့ဘုရားတွေကလည်းပဲခင်းကဝါလူသဲစုမကများတာတွေရှိတာကိုအဲ့ဒီဘုရားတွေလည်းရည်ညွှန်းပြီးတော့ကိုသမုဒ္ဒရာဘုရားရှိခိုးဂါထာမှာဒုတိယဂါထာကပြပြီးတော့ထားတာအဲ့ဒုတိယဂါထာကပြတဲ့အနေထားအရာဆိုပြီးဆိုတော့ဘုရားကြီးကရုပ်ပွားတော်တွေကိုဒီသမုဒ္ဒရာဇေယျတော်ကြီးမှာပို့ပြီးတော့ထည့်ထားတာရုပ်ပွားတော်စဉ်ကမြရွှေငွေစိန်သီးဆောင်းသမုဒ္ဒရာရုပ်ပွားပေါင်းဆိုတဲ့အဲ့ဒီရဲ့သူဟာဒီလင်္ကာမှတ်တမ်းအရာပေါ့လေ9,8,263 စုဆိုတဲ့ရုပ်ပွားတော်တွေကိုပြထားတာကြီးဆိုအဲ့တချို့မသိတဲ့ပုဂ္ဂိုလ်တွေကြတော့ပထမဂါထာရ9,12,000နှစ်ကျိတ်စုရှိတာဖြစ်ပါရဲ့နဲ့ဒီသမုဒ္ဒရာမှာရေးထားတဲ့စာတွေက9,8,263 ခုဖြစ်နေတဲ့ကဘယ်လိုပါလဲဆိုတော့အဲ့လိုဇဝေဇဝါဖြစ်တာတွေလည်းရှိတယ်ပြီးတော့ကဟိုကဒီမှာသေချာသိလို့ရှင်တော့အဲ့ဒါတွေအကုန်လုံးရှင်းသွားတာပေါ့သမုဒ္ဒရာဂါရတော်ကြီးအားရုပ်ပွားပူဇော်သောအဖြစ်အသက်အန္တရာယ်ဘေးမှလွတ်မြောက်ခြင်းအနှောက်အယှက်ကင်းခြင်းဘေးဥပတ်မကြောက်ရောက်ခြင်းနဲ့ရန်သူတို့မနှိမ့်ဆက်နိုင်ခြင်းစတဲ့အကျိုးများရရှိခံစားနိုင်မှာဖြစ်တယ်လို့ရုပ်ပွားတော်အဆူဆူတို့စုဝေးတည်ရှိရာသမုဒ္ဒရာကကြော်ဇီတော်ကိုဖူးမြင်ကကြီးညိုတရားပွားများခြင်းအဖြစ်လဲသမုဒ္ဒရာဂါရတော်ကြီးနည်းတူအကျိုးများရရှိစေနိုင်ရအလို့မှာရည်ရွယ်ပြီးမိုးညင်းဆရာတော်ဘုရားကြီးမှတည်ထားပူဇော်ရခြင်းဖြစ်ပါတယ်သမုဒ္ဒရာမြတ်စွာဘုရားမှာထူးခြားတဲ့အချက်တစ်ချက်ကတန်ဗုဒ္ဓဘုရားဆိုတဲ့ဒီသူ့ရဲ့ဘွဲတော်ရဲ့ဒီကြီးအခရာတွေကိုလုံးဝဝေဒပညာနည်းနဲ့ကောက်ကြည့်တဲ့အခါကျတော့ကောက်ပြီးတော့ကိုတတ္တဝိသကိန်းနဲ့စားကြည့်တဲ့အခါကျတော့တတ္တဝိသကြည်တာကိုဒါကြောင့်အဲ့ဒီမှာသမုဒ္ဒရာဘုရားကြီးရဲ့တောင်ဘက်မှာအဘယစေတီဆိုတာစေတီရှိတယ်အဲ့ဒီစေတီရဲ့ဘေးမှာကပိအခရာထိုးထားတာရှိတယ်အဲ့ဒါတော့လူတိုင်းမသိကြဘူးပေါ့လေသေချာကြီးမှသိတာတတ္တဝိကျေတံဗုဒ္ဓေတတ္တိဘယနတ်ထေဝဆိုတာတတ္တဝိကျေတံဗုဒ္ဓေနတ်တတ္တိဘယနတ်ထေဝဆိုတံဗုဒ္ဓေမြတ်စွာဘုရားတတ္တဝိသကိန်းကြည်တဲ့ဘုရားဖြစ်တယ်တတ္တိဘယနတ်ထေဝကတော့ကိုယ်ကိုယ်စိကတဲ့ပုဂ္ဂိုလ်တွေဘေးရနေအာနိယတွေကင်းတယ်ကောင်းကျိုးချမ်းသာတွေရတယ်ဆိုတဲ့အနေထားကိုပြထားတာဖြစ်တယ်
အားလုံးလည်းကုသိုလ်ရသွားအောင်မော်ဒီကုသိုလ်ကြိုးတရားလည်းပဲအဲ့ဒီဟာစပြီးတော့နိဗ္ဗာန်ချမ်းသာထိရသွားအောင်ဆိုပြီးဒီလိုရက်နဲ့တည်ထားခဲ့တာဖြစ်ပါတယ်သာသနာတက္ကရာ2483ခုမြန်မာတက္ကရာ1300ခုနှစ်ဒုတိယဝါဆိုလဆန်း9ရက်1939ခုဇူလိုင်လ20ရက်ကြာသပတေးနေ့မနေ့6နာရီခွဲမှ9နာရီအတွင်းမှာတော့ယေရှုရှင်မိုးညင်းဆရာတော်ဘုရားကြီးအမှုရှိတဲ့တန်ဃာတော်အပါ40ကျော်တို့မှပေတရားတော်များရွတ်ဖတ်ကာပဏ္ဏချမဟာမင်္ဂလာအခမ်းအနားကိုကျင်းပပြီးစတင်ဘုရားကြီးတည်ထားရမှာတော့ရခင်အမြင့်မျိုးလို့အမည်ရပြီးအခုအခါမှာတော့6ဦးမျိုးနဲ့အဝင်အမြင့်တိုက်နယ်မှဘိဓုကဆရာကြီးဆရာဟန်ကြီးမှဦးစီးဦးဆောင်ပြုကာတမုတ်ဒီဇေတော်မြတ်ကြီးအလုံးစုံပြီးစီးသည့်အထိတာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဇေတော်ကြီးရဲ့ပုံစံနဲ့အတိုင်းအတာတွေကိုတော့မိုးညင်းဆရာတော်ဘုရားကြီးကိုယ်တိုင်ရေးဆွဲပုံဖော်တိဆောက်တော်မူခဲ့တာဖြစ်ပါတယ်ဇေတော်ကြီးအဝင်ဝကိုရောက်တာနဲ့ကပ္ပအံ့ဘွယ်တပါလို့ဆိုရလောက်တဲ့စင်ငံဘုရားနှစ်စုကိုဖူးမြင်ရမှာဖြစ်ပါတယ်။ဘုရားနဲ့ချင်းသေးအကြောင်းကံနဲ့ချင်းသေးဟူသောမူမှခွဲထွက်ပြီးထူးခြားမှုလည်းရှိဘုရားအကြောင်းကံမှန်လည်းသိအောင်စင်နှကောင်နဲ့စင်ငံဘုရားနှစ်စုကိုတည်တော်မူခဲ့တာဖြစ်ပါတယ်။အောက်ခြေကနေပြသက်စိတ်ဘူးထိ36တောင်စီရှိပြီးအလျားအဖြစ်တော့24တောင်စီရှိပါတယ်။အရှိဘက်စင်ဘုရားရဲ့ဘွဲတော်ကတော့ရွှေဖုံးပွင့်ဖြစ်ပြီးအနောက်ဘက်စင်ဘုရားရဲ့ဘွဲတော်ကတော့ရွှေဖုံးမြင့်ရဲ့လို့ဘွဲ့အမည်ပေးခဲ့တာဖြစ်ပါတယ်မေတ္တာကိုနိစ္စတော့ကင်းရဲ့ချစ်ချစ်ဆန္ဒကျိုးဝေဝေညောင်ကျွန်းတန်ဖို့တွေသာသနာဗန္ဒိုက်ကြီးလို့ခေါ်ဆိုထိုက်တဲ့တန်ဖိုးတွေဇေတော်ကြီးဟာစိန်မှုတော်ထိအမြင့်88တောင်ရှိပြီးအတောင်220ရှိတဲ့တန်ဖိုးတွေမန္တန်ဇေတော်ကြီးဇောင်းနှန်းတော်ကြီးနဲ့အာယုံကန်တစောင်းတော်ကြီးတို့ကိုတစ်ဆက်တည်းကြီးညိုတပ်ပယ်စွာဖူးမြင်ရမှာဖြစ်ပါတယ်အဲ့လိုထူးခြားမှုများစုဝေးရာတန်ဖိုးတွေကတ်ကျော်ဇေတော်ကြီးမှာထူးခြားထင်ရှားတန်ဖိုးတွေဇေတော်ပတ်လည်းရှိတိရတနာတစဒဂွန်တိုင်းများဟာလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်ဒဂွန်တိုင်းလို့ဆိုလိုက်တာနဲ့မြန်မာတို့ရဲ့အလေးမြတ်ထားရာကျောင်းကံဘုရားတွေမှာတွေ့မြင်ရမှာဖြစ်တယ်လို့တစ်သားအုပ်တို့နဲ့ပြုလုပ်ထားလေရှိပြီးတဲ့မှတ်လုံးချုံကထိတ်ဖျားမှာတော့မိမိတို့နှစ်သက်ရာမြမတလေးအမှတ်သားတို့နဲ့အဆုံးသတ်ထားလေရှိပါတယ်။ဒါပေမဲ့လည်းတမုတ်တွေဇေတော်ကြီးရှိဒဂွန်တိုင်းတွေကတော့ပုံစံမတူတမူထူးခြားလိုနေပါတယ်။အောက်ခြေမှာအုတ်ခုံခံက၄တောင်မတ်ရှိပြီးထိတ်ဖျားမှာတော့အုတ်ရိုးပြတ်သက်ချုံတို့ဖြင့်အဆုံးသတ်ထားက၄တောင်စတူရန်ပတ်ပတ်လဲမှာလဲရုပ်ပွားတော်ငယ်များကိုစီတန်း၍ထည့်သွင်းပူဇော်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အဲ့ဒီတိရတနာတစဒဂွန်တိုင်းများမှာဖရာဓာတ်တော်3စုရဟန္တာဓာတ်တော်29စုဓမ္မစေတီပိဋကတော်များနဲ့အန္တရာယ်ကင်းမန္တန်တော်ကြီးများကိုဌာပနာထားပြီးရဟန္တာ10ပါးနဲ့တကွာဖရာရုပ်ပွားတော်ပေါင်း3240ကိုလည်းကြီးညိုပွဲထည့်သွင်းတည်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ရက်ဒီတက်နေအခက်ဝေဝေစာသာသနာကျိုးရောက်တရားမို့ရွာနေသည်များသည်ပရာဏမဟုတ်ပါမြဝေနေယဘုရားဖရာရှင်ဟောကြားခဲ့တာစေရနာအဓိကပါနေသည်များသည်ပရာဏမဟုတ်ပါမြဝေနေယဘုရားဖရာရှင်ဟောကြားခဲ့တာစေရနာအဓိကပါမရှိလို့မလို့မြို့အပြည်သူများမိုးညင်းဆရာတော်ဘုရားကြီးတည်ထားတော်မူခဲ့တဲ့တန်ဖိုးတွေဇေတော်ကြီးဟာမြန်မာမှုလက်ရာများနဲ့အမှုပညာဆန်လာပြီးချူကနုတ်ပန်းွယ်ပန်းကယ်များနဲ့ညံကုန်မျိုးကအချိုးကျကျလှပသေးသက်စွာတိဆောက်ထားသလိုဤတန်ဖိုးတွေဇေတော်မြတ်ကြီးကိုဖူးမြော်ကြီးညိုသူတို့အားဘေးရန်နှင့်အပေါင်းမှကင်းဝေးစေကလောကီလောကုတ္တရာနှစ်ပြသောအကျိုးအမျိုးမျိုးတို့ကိုပြီးမြောက်အောင်မြင်စေခြင်းဟူသောရည်ရွယ်ချက်ဖြင့်တည်ထားတော်မူခြင်းဖြစ်ပြီးဇေတော်ကြီးပနဲ့တော်မချမီကပင်တရားပေါက်လို့လာရောက်လှူဒန်းကြတဲ့အတွက်ဇေတော်ကြီးဌာပနာတွင်းရမှာတော့ဘုရားယဟန္တာအရှင်မြတ်တို့ရဲ့ရုပ်ပွားတော်များဓာတ်တော်ဆွဲတော်များလောကီတိဋ္ဌိတန်းဆိုင်ရာကောင်းတို့ရာရာပစ္စည်းများနဲ့ဓာတ်လုံးအမရီငိုကြိုကွင်းလက်ဖွဲ့အင်းအိုင်ဂါရမန္တရာဆေးဝါးများအပြင်ရွှေငွေလက်ဝတ်ရတနာများကြောက်မြတ်ရတနာများစတဲ့တန်ဖိုးအနက်ကထိုက်တန်တဲ့မြေတွက်နိုင်တဲ့ဌာပနာပစ္စည်းတွေကိုဇေတော်ကြီးရဲ့နေရာ9ဌာနမှာထည့်သွင်းပူဇော်ဌာပနာထားတာဖြစ်ပါတယ်
စေရနာကမ္မဘိက္ခဝေဘုရားဟောရှိခဲ့တာစင်ကြယ်ခြင်းဝိတ္တုရိနဲ့ပြည့်စုံမှသာအကျိုးလူပေးမှာသာသနာရောင်ဝဝင်ချွန်လင်းတဲ့ချိန်ခါမှာပြပါပြည်သူများတမုတ်ဒီဇေယီတော်ကြီးကိုဖူးမြင်ရမှာပေမမန်နိုင်ဇေယီတော်ကြီးနဲ့အတူစောင်းနှံတော်ကြီးအာယုံကန်တစောင်းတော်ကြီးတို့ကိုဖူးမြင်ရမှာဖြစ်ပါတယ်ဒါအပြင်ဇေယီတော်ကြီးအတွင်းအပြင်အကျုံးဝင်တဲ့အစိတ်ပိုင်းတွေကလည်းသူ့နေရာနဲ့သူထားသူပုံဟာလွန်စနစ်ကျလာပါတယ်ထိုင်တော်မူရက်တော်မူစတဲ့ရုပ်ဘွားတော်အဆူဆူတို့ဟာလည်းတဘာဝကြကြနေရာထားမှန်လာတယ်လို့အုတ်နေရန်ရဲ့အကွေအကောက်အခုံးမောက်အနှိမ့်မြင့်အကျဉ်းကျယ်ကိုလိုက်ကရုပ်ဘွားတော်အကြီးငယ်တို့ကိုသူ့နေရာနဲ့သူပူဇော်ထားရှိပါတယ်တမုတ်ရီဇေယီတော်ကြီးမှာရုပ်ဘွားတော်များမြည်မြပင်များပြားစေကမူတနင်္ဂရာစဂေါရမအဆုံးရှိတဲ့နှစ်ကျိတ်ရှိစုဖျားများမှအပကြံရုပ်ဘွားတော်များမှာဘွဲတော်များအသီးသီးရှိပြီးအဲ့ဒီဘွဲတော်တွေကိုတော့မိုးညင်ဆရာတော်အရှင်သူမြတ်ကြီးမှချီးကျူးပူဇော်ထားတာဖြစ်ပါတယ်အစစအရာရာကောင်းမြတ်ဖို့လေမိုးတို့ဖြိုးဝေရဏတွေဆန်းလာမညို့ကြမှာပင်ပြိုငါမျိုးတန်ဖို့တွေကိုရောစိတ်ပါလွန်ချမ်းသာရုပ်ခပါလေဒါအပြင်တမုတ်ဒီမန်နိုင်ဇေယီတော်ကြီးအတွင်းမှာရုပ်ဘွားတော်ကြီးငယ်များအရေးလိုက်ရေးလိုက်တဆင်းပြီးတဆင်းစီတန်းထဲကလုံဝုံပြီးမာမမရှိနေတဲ့သိတိပေါက်ဇီတော်များကိုလည်းတမူထူးခြားစွာဖူးမြင်ရမှာဖြစ်ပါတယ်အရှိအနာတောင်မြောက်အောင်စေငါမျိုးတန်ဖို့တွေရုပ်ဖတ်သူမညိုသိတိတို့တကူချီတဲ့ငါမျိုးတန်ဖို့တွေအဲ့ဒီလိုဇေဒီအဆူဆူရုပ်ဘွားတော်အများပြားနဲ့ထူးခြားစွာတည်ထားတော်မူတာကြောင့်အလင်္ကာမှတ်တမ်းများနဲ့မှတ်သားရမှာရုပ်ဘွားတော်ပေါင်းကိုမြရွှေငွေစိန်သီးဆောင်တန်ဗုဒ္ဓရုပ်ဘွားပေါင်းလို့ဆိုထားသလိုမန္တန်ဇေဒီကြီးအပါဝင်ဗျံဇေဒီများကိုတော့8000လင်းမိုးညင်းဇေဒီတော်ကတ်ကျော်မျက်စိနော်လို့မှတ်သားထားတာကြောင့်မန္တန်ဇေဒီတော်ကြီးအပါဝင်ဇေဒီတော်ပေါင်း864ခုရှိကြောင်းမှတ်သားရပါတယ်အောင်တိတ်နဲ့အောင်နမိတ်တန်ဝေအောင်တန်ဗုဒ္ဓအမောင်ခွင်းတို့အလင်းဆောင်ပေမန္တန်ဇေဒီတော်ကြီးအတွင်းမှာတော့တိတ်ဒီပေါက်ဇေဒီများကိုတွေ့မြင်ဖူးတွေ့ရမှာဖြစ်သလိုတန်ဗုဒ္ဓဇေဒီတော်ကြီးနဲ့ဇောင်းနှံအာယုံငံတို့ရဲ့အပြင်ဘက်ရှိအဖေဇေဒီတော်များကိုလည်းဖူးမြင်ရမှာဖြစ်ပါတယ်ဒါပြင်ပန်းပွင့်ပန်းကက်ပန်းယိုပန်းရွယ်တို့နဲ့တစုလုံးကိုမွမ်းမံတီးထားတဲ့အိဆာတရပန်းဇေဒီများနဲ့တမုတ်ဒီဇေဒီတော်ကြီးရဲ့အရှိဘက်တောင်ဘက်မြောက်ဘက်တဲ့တဲ့တို့မှာမုတ်လိုင်တို့နဲ့တစုကြစီတီးထားတဲ့တိရဏပါတာရဇေဒီတော်များကိုလည်းကြည်ညိုတပ်ပယ်စွာဖူးတွေ့ရမှာဖြစ်ပါတယ်တကူစီစိတ်တို့တဲ့ငါမျိုးတန်ဖို့တွေအရှိအနောက်တောင်မြောက်အောင်မိဘပြည်သူများခင်ဗျာကြီးကျယ်ခန္ဓာစမ်းများတင့်တယ်အလွန်တပ်ပယ်ွယ်ရှိတဲ့တမိုးတွေကတ်ကျော်ဇေဒီတော်မြတ်ကြီးကိုတိဆောက်ရမှာတော့ခေအခါရလူအင်အားနဲ့နွားများကိုသာအသုံးပြုပြီးအုပ်များနဲ့တရွတ်များဖြောဆက်ခါတိဆောက်ခဲ့ရတာဖြစ်ပါတယ်တရွတ်ဖြောဆက်တဲ့နေရာမှာလဲပြီးဆိုလဲထုံသေးဘီလက်မြေတို့နဲ့ဖြောဆက်တာမဟုတ်ပဲရှေးခေတ်မြမရွာဖျားပထိုးဇေဒီများတီထားရမှာဖြောဆက်သလိုအုံလုံးကျွဲကောထညက်အုတ်ရှိအုတ်မုံတို့ကိုထုံသေးတို့နဲ့အတူအချိုးကျကျရုံးတော့ကဖြောဆက်ထားတာကြောင့်အုတ်ချက်များကိုခိုင်မြဲစွာဆွဲငင်ထားနိုင်တာကိုတွေ့ရှိရပါတယ်ဒီနေရာမှာမွန်ညင်းဆရာတော်ဘုရားကြီးရဲ့တရွတ်ဖြော်နီးကိုလေ့လာကြည့်ရမှာတော့စီစုံနဲ့စီကျိတ်သလိုကြောက်ဘိန်းမှာဝင်ရိုးတက်ခါနွားကိုစီစုံမောင်းသလိုမောင်းရပါတယ်ဆက်ပြီးတရွတ်မှုန့်တွေကိုတော့ဘိန်းလန်းချောင်းတစ်လျှောက်မှာထည့်ပြီးကြောက်ဘိန်းကြီးနဲ့ခောက်ရည်များစွာကြိတ်ချီပေးလိုက်တဲ့အခါမှာတော့စီးပစ်ပြီးအသုံးပြုနိုင်ပြီဖြစ်တဲ့တရွတ်အဆင့်ကိုရရှိဖြစ်ပါတယ်ဒါကြောင့်ဘုရားဖူလာပြည်သူများတွေ့မြင်လေ့လာနိုင်စေဖို့အတွက်ရှေးကတရုတ်မွေးကန်နဲ့ငါးရုပ်တုတို့ကိုတရုတ်ဖော်ပြသထားတာကိုလည်းတွေ့နေရဖြစ်ပါတယ်မိဘပြည်သူများတမုတ်ဒီဇီတော်မြတ်ကြီးကိုဖူးမြင်လေ့လာရမှာအတွင်းပြင်နှစ်မျက်နှာလုံးကြီးညိုပွဲပတာရဂုံကိုဆောင်ကာကြီးကျယ်ခန့်ညားယုံတာမကအံ့ဩဖွယ်ကောင်းလာတဲ့အနုစိတ်လက်ရများနဲ့ပြည့်နေနေပြီးတာမန်ဖုံးပညာရှိသူတို့အဖို့စဉ်းစားရံပဲမလွယ်ကူလာတဲ့တာသနိကအဆောက်အုံကြီးပဲဖြစ်ပါတယ်။ဒါကြောင့်ဂုံယူဝေယမြန်မာမှုအနုလျာစုံလင်စွာနဲ့ဇေဒီဖျားအဆူဆူကိုတနေရာထဲမှာအာပါတရဖူးမြင်နိုင်ဖို့အတွက်
မုံရွာမြို့ရှိတန်မိုးတွေကတ်ကျော်ဈေးတော်ကြီးကိုတခါတစ်ခေါက်လာရောက်ဖူးမြော်နိုင်စေဖို့ရာဖိတ်ခေါ်တင်ပြလိုက်ရပါတယ်ခင်ဗျာပြေပါစေအောင်တန်ဗုဒ္ဓေတဘာကဝိပါဠိထွက်လာအနေကဗျာဆိုပြေအောင်ခြင်းမင်္ဂလာဖြာဖြာတုတဲ့ပြေဝမေအလုံးစုံသောဖယားရှင်တို့ဤဂုဏ်အပေါင်းကိုအမှန်မသွေအောင်တန်ဗုဒ္ဓေရွတ်လို့လေဖယားမြတ်စိန်တဲ့ပူဇော်အမြဲနေ